ยังไงก็အဓိပ္ပာယ်လေးကတော့ဘလို့ပဲဖြစ်ဆိုအဓိပ္ပာယ်ဖြစ်ပါတယ်ยังไงก็จะไปยังไงก็จะไปအသစ်ပူလာတဲ့စကားလုံးจะไปရဲ့အဓိပ္ပာယ်ကတော့သွားမယ်จะไปသွားမယ်ยังไงก็จะไปให้ได้ยังไงก็จะไปให้ได้ให้ได้ရဲ့အဓိပ္ပာယ်ကတော့ရအောင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရအောင်ဆိုတာကျတော့တကူကိုလှုပ်ရအောင်စားရအောင်ဆိုပြီးတော့မှတိုက်တွန်းတဲ့အဓိပ္ပာယ်မျိုးပြောတာမဟုတ်ပါဘူးမရအောင်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ high ရဲ့နောက်မှာ verb သုံးပုံ adjective နေရင်အောင်လို့ပြရမယ်ပေါ့နော်အဲ့တော့ high ဆိုတော့ရအောင် high ရအောင်သွားမယ်ဆိုတော့จะไปဆိုတော့จะไปให้ได้ရအောင်သွားမယ်ရှေ့ยังไงก็နဲ့ပေါင်းမယ်ยังไงก็จะไปให้ได้ဘယ်လိုပဲဖြစ်ဖြစ်မရအောင်သွားမယ်ဘယ်လိုပဲဖြစ်ဖြစ်ရအောင်သွားမယ်ပေါ့နော်နောက်ဆုံးတစ်ကြောင်းยังไงก็จะไปให้ได้ใช่ไหมยังไงก็จะไปให้ได้ใช่ไหมใช่ไหมရဲ့အဓိပ္ပာယ်တော့ဟုတ်လားလို့မေးရဖြစ်ပါတယ်ဆိုတော့ยังไงก็จะไปให้ได้ใช่ไหมဘယ်လိုပဲဖြစ်ဖြစ်ရအောင်သွားမယ်မလားလို့မေးရဖြစ်ပါတယ်ဒီလိုသင်ခန်းစာလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ video class အနေနဲ့အလို့ရပါတယ် video class ထဲမှာတော့ကျွန်တော်တို့တချို့ grammar လေးတွေကိုအသေးစိတ်ပြန်ရှင်းပြထားလေးတွေပါတယ်နောက်တစ်ခုကတော့ဒီသင်လိုက်တဲ့စာပိုက်ကိုနားလည်လားနားမလည်လားစမ်းစစ်လို့ရအောင်ကျွန်တော်တို့မိကုန်းလေးလည်းထည့်ထားပေးတယ်ပေါ့နော်ဆိုတော့ဖတ်ချင်တဲ့စိတ်ဝင်စားရဆိုရင် video လေးကို screenshot ရိုက် page messenger မှာအသေးစိတ်စုံစမ်းလို့ရပါပြီဆိုတော့ဒီ video ကနေလာအပ်တယ်ဆိုရင်လည်းအထူးစီးလေးနဲ့အရှိဦးမှာဖြစ်ပါတယ်နောက်ထပ် video လေးမှာထပ်တွေ့ပါမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်